ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တိုင်တန်းရှင်မလေးတစ္ဆာဒေဝီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဇာတ်လမ်းလေးမစတင်ခင် channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ဇာတ်လမ်းလေးကိုအတူတူနားဆင်လိုက်ကြရအောင်ခင်ဗျာအေယာဝတီတိုင်းဒေသကြီးဘိုးကလေးမြို့နယ်ရဲ့မိချောင်းအင်းအိုင်တွေပေါ်မြလာတဲ့ဒေသတစ်ခုမှာတဖန်းပင်လို့ခေါ်တဲ့ရွာကလေးတစ်ရွာရှိပါတယ်တဖန်းပင်ရွာလေးဟာမြို့ပြရဲ့စူညံမှုတွေနဲ့ကင်းဝေးပြီးစိမ့်လန်းတဲ့လယ်ကွင်းပြင်တွေအုံးပင်တော်တွေဝင်းရိုင်ထားတဲ့အေးချမ်းတဲ့ရွာကလေးတစ်ရွာပေါ့အဲ့ဒီရွာကလေးရဲ့ထိပ်မှာတော့မူလာတန်းကျောင်းကလေးတစ်ကျောင်းရှိပါတယ်မနခင်အားရုံတက်ချွင်ရောက်ပြီဆိုတာနဲ့ကျောင်းသားကျောင်းသူလေးတွေရဲ့စားအံတန်းကကြီးခခွေးဆိုတဲ့အတန်းလေးတွေဟာရွာကလေးကိုတက်ဝင်လှူရှားစေခဲ့ပါတယ်အဲ့ဒီစာတင်ကျောင်းလေးမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာ2ယောက်ရှိပါတယ်တယောက်ကတော့အသက်ရွယ်ရပြီဖြစ်တဲ့ကျောင်းအုပ်ဆရာကြီးဦးမြင့်ထွန်းဖြစ်ပြီးနောက်တစ်ယောက်ကတော့နေဝေးမှနီပြောင်းရွှေ့ကာဝန်ထမ်းဆောင်နေတဲ့လက်ထောင်ဆရာလေးဆရာဇေယျဆိုသူပါပဲဆရာဇေယျဟာမြင်းကုန်းမြို့နယ်ဘက်တာရွာလေးတစ်ရွာကနေလာရောက်တာဝန်ထမ်းဆောင်သူထက်ပါတယ်သူဟာအသားဖြူဖြူအရက်အမောင်းကောင်းကောင်းရုပ်ရည်တံပြန်ခံရသူတယောက်ပါဒါအပြင်ကလေးတွေအပေါ်မှာလည်းစေတနာမေတ္တာအဖိထားပြီးစားတင်ပြတာပြတာကြောင့်ရွာသူရွာသားတွေကဆရာလေးနဲ့ခေမင်းလေးစားကြရှာပါတယ်တဖန်းပင်ရွာနဲ့ကက်လျက်ညောင်ပင်သားရွာသွားလေလမ်းမှာတောအုပ်လေးတစ်ခုရှိပါတယ်အဲ့ဒီတောအုပ်စံနှမ်းမှာတော့ရှေးဟောင်းစီရီပြက်လေးတဆူနဲ့အင်မတန်ကြီးမားလာတဲ့ညောင်ပင်ကြီးတစ်ပင်ရှိနေပါတယ်အဲ့ဒီညောင်ပင်ကြီးဟာအကွိုင်းခက်တီဖြာထွက်ပြီးနေဘက်မှာတောင်အလင်းရောင်ကောင်းကောင်းမရလောက်အောင်အုပ်ဆိုင်နေတတ်ပါတယ်ရွာခံတွေရဲ့အဆိုကတော့အဲ့ဒီစီရီနဲ့ညောင်ပင်ကြီးဟာအဆောင်အရှာကြီးတယ်လို့ဆိုကြပါတယ်အဲ့ဒီနေရာမှာဥစ္စာဆောင်တွေရှိတယ်တိုင်နှန်းတွေရှိတယ်မသွားကြနဲ့လို့လူကြီးတွေကကလေးတွေကိုခြောက်လန့်လေးရှိကြပါတယ်ဒါကြောင့်ဖျားပွေးတော်ရက်တွေကလွဲပြီးကျန်းတဲ့ရက်တွေမှာအဲ့ဒီနေရာဟာလူသူအယောက်ပေါင်နေပြီးတိတ်ဆိတ်ချောက်ချပွဲကောင်းလာပါတယ်ဒီနေ့တော့နွေရည်ရဲ့ညနေခင်းအချင်းလေးတစ်ခုမှာပေါ့ကျောင်းစင်ပြီးချင်းမို့ဆရာတယောက်စိတ်အပန်းဖြေဖို့အတွက်ရွာလန်းတိုင်းလမ်းရှောင်ထွက်လာခဲ့ပါတယ်လမ်းရှောင်ရင်းနဲ့သူဟာရွာပြင်ကစေဒီခေါင်းလေးစီကိုရှောင်မန်းမသိရောက်လာခဲ့ပါတယ်နေဝင်းချင်းရောက်လို့နီးပါးမို့ပတ်ဝန်းကျင်တစ်ခုလုံးဟာရွှေရောင်သားနေပြီးလီဘီအေးလေးကလည်းတိုက်ခတ်နေပါတယ်ဇေယျဟာဇေဒီအင်ပင်ဘော်ကိုတတ်ဖျားရှိခုပြီးဇေဒီဘေးကညောင်ပင်ကြီးအောက်မှာထိုင်ရင်အနားယူနေမိပါတယ်ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းလို့တိရွက်လူတန်တဲလေးကိုတောင်အတိုင်းသားကြားနေရပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဇေယျရဲ့နှာခေါင်းထဲကိုအင်မတန်မွဲပြက်လွန်းတဲ့ပန်းနနတစ်ခုတိုးဝင်လာပါတယ်တာမန်ပန်းနနမျိုးမဟုတ်ဘဲစိတ်ကိုကြည်နူးလန်းဆန်းစေတဲ့ထူးခြားတဲ့နနမျိုးပါဟာမွေးလိုက်တာဘေးကပန်းနပါလိမ့်မလဲဆရာကယောက်သေးရေးကျွတ်ရေးဘေးဘီဝဲရကိုလိုက်လံကြီးရှုလိုက်ပါတယ်အဲ့ဒီအခါမှာတော့ဇေဒီညင်းပြင်းရဲ့တဖက်ချမ်းမှာပန်းတွေကပ်လူလှောက်ရှားနေတဲ့မိမပြိုလေးတယောက်ကိုလမ်းတွေ့လိုက်ရပါတော့တယ်ဆရာအံ့ဩသွားမိပါတယ်စောကသူရောက်လာတော့ကဒီပဝင်းကျင်မှာဘသူမှမရှိပါဘူးဒီမိန်းကလေးကဘဲအချိန်ဘဲလန်းကနေရောက်လာတာပါလေဆရာဟာတီးကျင်စိမ့်နဲ့အဲ့ဒီမိန်းကလေးကိုတေချာငေးကြည့်မိပါတယ်သူမဟာရွာသူရွာသားတွေနဲ့မတူပဲအသားအရည်ကဝင်းဝါဆူပြနေပါတယ်မျက်နှာကလေးလည်းအပြည့်ဆူစရာမရှိတော့အောင်ချောမောလှပလွန်းလာတာပါရဲ့နမောင်ဆန်ဆွမ်းတဲ့ဆိုင်ကေသားတွေဟာခါးအော်ဒီရှေးလျားကြဆင်းနေပြီးဝစ်စင်ထားတဲ့အဝတ်စားတွေကစားတပ်လက်ကြော်ရှင်းနေတာပါသူမရဲ့အလှဟာလူသားတယောက်ရဲ့အလှထက်ပိုလွန်းနေတဲ့အောင်ပါပဲမိမပြူလေးကဖျားဝဖြူပြီးတဲ့အခါဇေယျချီရဘက်ကိုဖြီးထင်းချင်းလန့်လျှောက်လာခဲ့ပါတယ်အနားရောက်တော့သူ့မကနူးညံ့ตายရတဲ့အတန်လေးနဲ့နှုတ်ဆက်လိုက်ပါတယ်ဆရာလေးဖျားလာဖူးတာလားဟင်ဆရာဟာသူမရဲ့အလှမှာမိန်မောနေရကနေအတန်ကြားမှာတတိဝင်လာပြီးအော်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်ဖျားလာဖူးတာပါဒါနဲ့ဒီကညီမကဘယ်ရွာလားမသိဘူးဒီတဖန်းပင်ရွာထဲမှာတခါမှမမြင်ဘူးလို့မေးလိုက်ပါတယ်မိန်းမပြူလေးကပြုံးပါတယ်သူမရဲ့ပြုံးလေးတွေကဆရာရဲ့ရင်ကိုလွတ်ခတ်သွားစေပါတယ်ကျမကဒီရွာမဟုတ်ပါဘူးဆရာလေးဟိုဘက်ရွာကပါနာမည်ကစန္ဒာလို့ခေါ်ပါတယ်သူမကဖြေလိုက်ပါတယ်သူတို့နှစ်ဦးဟာနေဝင်တီအထိစကားလက်ဆောင်ကြားနေကြပါတယ်စန္ဒာရဲ့စကားပြောပုံဆိုပုံတွေဟာရင်ကြီးတိမ်မွေ့လွန်တကြောင်းဆရာတရားသူမအပေါ်မှာတဖြည်းဖြည်းစိတ်ဝင်စားမှုတိုးလာခဲ့ပါတယ်။နေလုံးကြီးကွယ်ပြောက်ကြီးပတ်ဝန်းကျင်တစ်ခုလုံးဟာမှောင်ရီပြူးစာပြူလာပါသည်။စန္ဒာနေလဲဝင်တော့မယ်
မောင်ရင်သွားရလာရခက်လိမ့်မယ်မဆန်တာထဲမဲ့ဆိုရင်ကျွန်တော်လိုက်ပို့ပေးပါစေဆရာကစေတနာနဲ့ပြောလိုက်ပေမဲ့စန္ဒာကခေါင်းခါရင်းနဲ့ညင်းဆန်လိုက်ပါတယ်ရပါတယ်ဆရာလေးရေကျမကဒီလမ်းတွေကျွမ်းကျင်ပါတယ်ဆရာလေးသာပြန်ပါတော့နောက်မှဆုံးကြတာပေါ့နော်စန္ဒာကနှုတ်ဆက်ဖြုံးလေးဖြုံးပြပြီးဇီဒီကုန်းစင်းအတိုင်းကိုတလန်းချင်းလမ်းလျှောက်သွားပါတယ်ဆရာကသူမရဲ့ကြော်ပြင်းလေးပျောက်ကွယ်သွားတဲ့အထိငေးကြည့်ကြံရစ်ခဲ့ရပါတယ်ထူးချမ်းတာကသူလမ်းလျှောက်သွားတဲ့လမ်းတစ်လောက်မှာဖုံမုံလေးတွေတောင်ထားကွက်ခြင်းမရှိတယ်လို့ခြေထန်တူတိုးလေးဒီကြောင်းမှမကြားရပါဘူးဒါပေမဲ့အချစ်စိတ်ဝင်နေတဲ့ဆရာကတော့ဒါတွေကိုသတိမထားမိခဲ့ရှာပါဘူးအိမ်ပြန်ရောက်တဲ့အခါမှာတော့ဆရာတယောက်စန္ဒအကြောင်းကိုသာတွေးတောနေမိတော့ပါတော့လေစာတင်ဖို့ပြင်ဆင်နေရင်လဲစန္ဒမျက်နှာလေးကစာအုပ်ပေါ်မှာပေါ်လာတယ်လို့ထမင်းစားနေရင်လဲစန္ဒနစ်အတန်လေးကိုကြားယောင်လာတယ်လို့ဖြစ်နေရပါတယ်ညာဘက်အိယာဝင်တော့လဲလူးလင်ပြီးအိတ်မပြောနိုင်အောင်ဖြစ်ရပါတယ်စန္ဒာမင်းကတကယ်လူသားဟုတ်ကဲ့လားဒါမှမဟုတ်ရွာသားလေးပြောကြတဲ့ဥစ္စာဆောင်မိမ့်မများလားစိတ်ထဲမှာတန်တရားဝင်မိပေမဲ့နှလုံးသားကတော့သူမကိုတန်တနေစေပါပဲပါပဲဒီဖြစ်မနစ်ဖြန်ကြောင်းစင်းရင်အဲ့ဒီနေရာကိုနောက်တစ်ခါထပ်သွားကြည့်အောင်မယ်ဆရာတယောက်ဆုံးဖြတ်ချက်ချရင်းနဲ့အိတ်မပြောနိုင်တဲ့ညတညကိုဖျက်တမ်းခဲ့ရပါတော့တယ်နောက်နေ့မနက်ခင်းရောက်တဲ့အခါမှာတော့ဆရာတယောက်ကျောင်းတန်းထဲမှာရှိနေပေမဲ့စိတ်ကတော့ကျောင်းတန်းထဲမှာမရှိတော့ပါဘူးကလေးတွေကိုစားတင်နေရင်လည်းညနေပဲမြင်းမြန်ရောက်ပါစီလို့ပဲဆူတောင်းနေမိပါတယ်နေရန်ကနာယီလက်တံတွေကိုတစ်ချက်မောက်ကြည့်ရင်းနဲ့အချိန်တွေကလည်းနှီးကွေလွန်းလာတယ်လို့စိတ်ထဲမှာညှီးတွားနေမိပါတယ်သူ့မျက်လုံးထဲမှာမင်းညကတွေးခဲ့တဲ့မိမပြိုးလေးစန္ဒာရဲ့မျက်နှာသူမရဲ့စကားသဏ္ဍာန်သူမရဲ့အလှပတွေကပဲနေရယူနေပါတယ်နေလေစာစားချိန်ရောက်တော့သမင်းမဝင်ဟမ်းမဝင်ဖိရှာပါတာပေါ့ကျောင်းဆရာကြီးဦးမြင့်ထွန်းကဆရာလေးနေမကောင်းဘူးလားမျက်နှာလည်းမကောင်းပါလားလို့မေးပေမဲ့ဆရာကတော့ကောင်းပါတယ်ဆရာကြီးညကအေးရေးပြက်လို့ပါလို့ပဲပြန်ဖြီပြီးဟန်ဆောင်နေခဲ့ရပါတယ်ဒီလိုနဲ့ညနေ9နာရီကျောင်းစင်းကောင်းလောင်းထိုးတန်ကြားလိုက်တဲ့အခါမှာတော့ဆရာဟာလွေအိတ်ကိုကောက်လဲဆရာကြီးကိုနှုတ်ဆက်ပြီးရွာပြင်းကစီဒီဟောင်းလေးစီကိုခြေလန်းတွတ်နဲ့ထွက်ခွာလာခဲ့ပါတော့တယ်စီဒီကုန်းကိုရောက်တော့မနီးကလိုပဲလူသူကင်းမဲ့ပြီးတစ်စိတ်ငိတ်တက်နေတာပါဆရာဟာညောင်ပင်ကြီးအောက်မှာထိုင်ရင်းမျောလင့်စားကြီးစောင့်နေမိပါတယ်နေဝင်ကြီးတော်ရောက်တော့ထုံးစံအတိုင်းမွှဲပြက်နဲ့ပဲ့နန်းတစ်ခုကိုရောက်လိုက်ပြန်ပါတယ်စန္ဒာလာပြီးထင်တယ်ဆရာဝမ်းသာအားရထရက်လိုက်တဲ့အချိန်ပါပဲညောင်ပင်ကြီးရဲ့အနောက်ဖက်အရိပ်ထဲကနေစန္ဒာထွက်ပေါ်လာပါတယ်ဒီနေ့မှာတော့သူမကအဝါနှုရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီးစံကေတာထက်မှာစပင်ကန်းကုန်းလေးပန်းစင်ထားတော့ကြောင်းမနီးကထက်ကောင်ပို့ပြီးကျက်စီရှိလာပါတယ်ဆရာလေးရောက်နေတာကြပြီလားစန္ဒာကဘလူးမီမေးလိုက်ပါတယ်ကြားပါတယ်ဗျာကျွန်တော်ကျောင်းစင်းတကယ်ကစန္ဒာကိုတွေးချင်လွန်းလို့တန်းလာခဲ့တာပါဆရာရင်ပွင့်လင်းတဲ့စကားကြောင့်စန္ဒာမျက်နှာလေးရှက်သွေးဖြာပြီးหนีရဲသွားပါတယ်သူတို့နှစ်ဦးဟာညောင်ပင်ကြီးအောက်မှာရင်တွဲထိုင်ရင်စကားတွေပြောပြကြပြန်ပါတယ်စန္ဒာမနေ့ကစန္ဒာပြန်သွားကြတဲ့ကကျွန်တော်စိတ်ထဲမှာစန္ဒာကိုပဲတတိယနေမိတယ်ကျွန်တော်စန္ဒာကိုမေတ္တာရှိနေမိထင်ပါတယ်ဗျာဆရာကရင်သေးရှိတဲ့အတိုင်းဖွင့်ပြောလိုက်ပါတယ်စန္ဒာကတော့ခေါင်းလေးငုံပြီးပြက်ပြင်းချလိုက်ပါတယ်သူမချင်းမျက်လုံးတွေထဲမှာဝိုင်းထဲတွေတိုင်းနေတာကိုဆရာတတိမထားမိခဲ့လိုက်ပါဘူးဆရာလေးတွေကျမကိုမချစ်ပါနဲ့ကျမတို့ဘဝတွေကမတူပါဘူးစန္ဒာကတိုးလီပြန်ဖြေပါတယ်ဘာလို့မတူရမှာလဲစန္ဒာရဲ့စန္ဒာကလူချမ်းတာကျမောကဝင်တန်းမို့လားဒါမှမဟုတ်စန္ဒာမှာချစ်သူရှိနေလို့လားမဟုတ်ပါဘူးဆရာလေးကျမမှာချစ်သူမရှိပါဘူးဒါပေမဲ့ကျမကဆရာလေးထင်တယ်လို့လူသားစစ်မဟုတ်ပဲဒီနေရာမှာကျင်းစားတင်နေတဲ့သူတယောက်ပါစန္ဒာကအရှိန်မွဲဖြော်ပေးမဲ့အချစ်စိတ်မွန်နေတဲ့ဆရာကတော့နားမဝင်ပါဘူးစန္ဒာဘယ်လူယိုပဲဖြစ်ကျွန်တော်ကတော့စန္ဒာကိုချစ်မြဲချစ်နေမှာပါဘယ်အရာကမှကျွန်တော်ကိုမတားဆီးနိုင်ပါဘူးဆရာကစန္ဒာလက်ကလေးကိုအသားရဆုပ်ကုန်လိုက်ပါတယ်စန္ဒာလက်ကလေးတွေကရေခဲတမျှအေးဆက်နေပါတယ်ဒါပေမဲ့အဲ့ဒီအေးဆက်မှုကတော့ဆရာအသက်တော်အပူမီးတွေကိုငြိမ်းအေးစေတဲ့ရေစင်တစ်ခုလိုပါပဲအဲ့ဒီညကသူတို့နှစ်ဦးဟာအချိန်အတော်ကြာအောင်စကားတွေပြောဖြစ်ကြပါတယ်ထူးချမ်းတာကရွာထဲမှာခွေးဟောင်းတန်တွေစူညံနေပြီမဲ့ဒီစီဒီပြတ်ပဝင်းကျင်မှာတော့တိတ်ဆိတ်ငြိမ်တန်နေပြီးလေငြိမ်နေတာပါ
ရက်တွေကြာလာတဲ့အနိုင်မြဆရာဇေယျရဲ့အပြောင်းလဲကိုရွာသားတွေသတိထားမိကြပါတယ်။အရင်ကညနေဆိုရင်အိမ်မှာပဲစာဖတ်စာပြင်လုပ်လေရှိတဲ့ဆရာလေးဟာအခုနောက်ပိုင်းညနေတိုင်းရွာပြင်ထက်သွားပြီးညမိုးချုံမှပြန်လာလိရှိတာကြောင့်မျက်နှာကလည်းအပြင်းငေးငိုင်နေပြီးတယောက်တည်းပြုံးလိုက်ရဲလိုက်ဖြစ်နေတတ်ပါတယ်။တညမှာတော့ရွာထဲကကာလာစားနှစ်ယောက်ဖြစ်တဲ့ငထောနဲ့မြမောင်တို့ဟာအရက်တောက်ပြီးပြန်လာရင်ရွာထိပ်မှာဆရာဇေယျကိုတွေ့လိုက်ကြပါတယ်။ဟေးကောင်ဟိုမှာဆရာလေးမဟုတ်လားဒီအချိန်ကြီးရွာပြင်မှာဘာလုပ်နေတာလဲဟုတ်တယ်ဟာလာငါတို့နောက်ရောက်လိုက်ကြည့်အောင်သူတို့နှစ်ယောက်ကခြုံပွတ်တွေကြားကနေဆရာဇေယျနောက်ကိုခိုးလိုက်နေကြပါတယ်ဆရာဇေယျကတော့နောက်ကလူလိုက်နေမမတိပဲဇေဒီဟောင်းဘက်ကိုတန်တန်းမှန်မှလိုင်းချောင်သွားပါတယ်ဇေဒီဘေးကညောင်ပင်ကြီးအောက်မှာစန္ဒာအေးကိုရောက်ပြီလို့ဆရာဇေယျကလမ်းခေါ်လိုက်ပါတယ်ချောင်းကြည့်နေတဲ့ငှက်ထုံးတဲ့မြမောင်တို့မျက်လုံးပြူးသွားကြပါတယ်ဘာကြောင့်လဲဆိုတော့ညောင်ပင်ကြီးအောက်မှာဆရာဇေယျအပြင်ဘသူမှမရှိလို့ပါဆရာဇေယျဟာလေသေးကိုလက်လန်းလိုက်စကားတွေပြောလိုက်ရဲလိုက်လှုပ်နေတာကိုမြင်လိုက်တဲ့အခါမှာဟေးကောင်မြမောင်ဆရာလေးတော့တကူခုမားနေပြီဟိုမှာဘသူမှမရှိပဲနဲ့နေဝင်လို့အမောင်ထုကြီးစိုးလာတဲ့အချိန်မှာတော့ကျောင်းဆရာကြီးဦးမြင့်ထွန်းရဲ့နီအင်္ဂလိပ်ဟာပုံမှန်ထပ်ပို့ပြီးတိတ်ဆိတ်နေပါတယ်ရွာလူကြီးတွေရဲ့အစီအစဉ်အရာဒီညမှာဆရာဇေယျကိုအပြင်ပေးမထွက်ပဲဆရာကြီးဦးမြင့်ထွန်းမှာစောင့်ရိပ်ကိုတာဝန်ယူထားပါတယ်ဆရာဇေယျတယောက်အင်ရှိကွက်ပြင်မှာထိုင်ရင်ကနာမငိမ်ဖြစ်နေပါတယ်နိုင်ကြည့်လိုက်အပြင်ကိုမျှော်ကြည့်လိုက်နေဖို့ဆရာကြီးရဲ့ကျွန်တော်ကိုတွားခွင့်ပြုပါဆန္ဒကျွန်တော်ကိုမျှော်နေရှာတော့မယ်ဆရာဇေယျကတောင်းပန်ပြီးမြဆရာကြီးကတော့ပြတ်သားပါတယ်မရဘူးဆရာလေးဒီညတော့မင်းဘယ်မှတွားခွင့်မရှိဘူးမင်းပြောတဲ့မိန်းကလေးကလူအစ်စ်ဟုတ်မဟုတ်ဒီညအဖြေပေါ်လိုက်မယ်စိတ်ရှည်ရှည်ထားပြီးအိတ်လိုက်ပါဆရာကြီးရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့အဆုံးဆရာဇေယျဟာတက်ပြင်းချရင်အိတ်ရတဲ့ဝင်ခွေနေလိုက်ပါတယ်ဒါပေမဲ့သူ့စိတ်တွေကတော့ရွာပြင်ကညောင်မင်းကြီးအောက်ကိုရောက်ရှိနေပါပြီစန္ဒာရီကိုမလာနိုင်တာခွင့်လွတ်ပါကွာလို့စိတ်ထဲကနေတောင်းပန်နေမိပါတယ်ဒီအချိန်ရွာပြင်ကညောင်မင်းကြီးအောက်မှာတော့စန္ဒာဒီဝိတယောက်တည်းဆရာဇေယျကိုမျောလင်းတကြီးစောင့်ဆိုင်နေရှာပါတယ်လေတိုးတန်ကြတိုင်းအမောင်လာပြီလားဆိုပြီးထထကြည့်ပြီးမြင်အမောင်မဟုတ်ပဲလေတိုက်ခတ်ခြင်းသာဖြစ်နေပါတယ်အချိန်တွေကြာလာတဲ့အမျှစန္ဒာရဲ့စိတ်ထဲမှာစိုးရင်ပူပန်မှုတွေတိုးလာပါတယ်အမောင်ဘာဖြစ်လို့လဲနေမကောင်းလို့လားဒါမှမဟုတ်ငါ့ကိုပစ်သွားပြီလားအသွေးပေါင်းစုံဝင်လာပြီးမျက်ရည်တွေကျဆင်းလာပါတယ်တိုင်တန်းရှင်မာလီဖြစ်ပေမဲ့ချစ်သူကိုဆွဲလန်းတဲ့စိတ်ကြောင့်သူမရဲ့တကိုးတွေစီကန်းတွေကိုခတမေးလျော့နေမိပါတယ်တန်းကောင်ရံအချင်းရောက်တဲ့အခါသူမရဲ့ဝမ်းနည်းမှုတွေကနေဒေါသအဖြစ်ပြောင်းလဲသွားပါတယ်အမောင်မလာနိုင်ဘူးဆိုရင်ငါကိုယ်တိုင်အမောင်စီကိုလာခဲ့မယ်စန္ဒာဒီဝီဟာဆုံးဖြတ်ချက်ချလိုက်ပြီးရွာဘက်စီကိုဦးတီကလေးလိုအလျက်နဲ့ရွေရှားလာပါတော့တယ်တဖန်းပင်ရွာလေးရဲ့ညကတိတ်ဆိတ်အေးချမ်းနေရင်ကနေရုတ်တရက်ရွာထိပ်ကခွေးတွေရဲ့ဦးတန်ဟောင်းတန်တွေစူညင်းစွာထွက်ပေါ်လာပါတယ်ပုံမှန်ဟောင်းတဲ့အတန်မျိုးမဟုတ်ပဲတစုံတစ်ခုကိုကြောက်လန့်တကြဦးဆွဲနေတဲ့အတန်မျိုးပါရွာလမ်းမကြီးအတိုင်းဖြူဖြူဖွေးဖွေးအရေးကြီးတစ်ခုလွင်မျောပြီးဝင်ရောက်လာပါတယ်အဲ့ဒီအရေးကြီးဖြတ်သွားတဲ့အိမ်တိုင်းကခွေးတွေဟာအမီးကုတ်ပြီးအိမ်အောက်ကိုဝင်ပြေးကြသလိုတချို့ခွေးတွေကတော့ထိုးဟောင်ရင်အတန်းတိတ်သွားကြပါတယ်လေပြင်းတွေကလည်းယူတရက်တိုက်ခတ်လာပြီးတိတ်ရွက်တွေတရှဲရှဲမီးလာပါတယ်အိမ်မော်ကြနေတဲ့ရွာသားတွေဟာခွေးဟောင်တန်ကြောင့်လန့်နိုးနာကြပြီးမယ်ဘသူမှအပြင်ထွက်မကြည့်ရဲပဲစောင်းခေါင်းမီးကြုံပြီးဖျားစာရွက်နေကြရပါတယ်အဲ့ဒီဖြူလွယ်လွယ်အရေးကြီးဟာဘယ်နေရာကိုမှမရက်ဖဲဆရာကြီးဦးမြင့်ထွန်းရဲ့အိမ်ရှိတဲ့တဲ့ကိုတရွရွလာနေပါတော့တယ်ဆရာကြီးဦးမြင့်ထွန်းနဲ့ဆရာဇေယျတို့လည်းခွေးဟောင်တန်တွေကြောင့်နိုးနေကြပါသည်ရုတ်ကရက်သူတို့အိမ်တကားဝါကိုတစုံတရုတ်ကလာရက်လိုက်တယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့ဒုံဒုံဒုံအိမ်တကားကိုပြင်းထန်စွာထူးရိုက်လိုက်တဲ့အတန်ကြီးပေါ်ထွက်လာပါတယ်ဆရာကြီးဦးမြင့်ထွန်းတကိုယ်လုံးကြက်တီတွေထွားသွားပါတယ်အပြင်ဘက်ကနေမိန်းမတယောက်ရဲ့ငိုတန်လိုလိုအော်တန်လိုလိုအတန်ကြီးဟိုပါကြားလိုက်ရပါတယ်အမောင်ဘာလို့မလာတာလဲစန္ဒာလာခေါ်တာတကားဖွင့်ပေးပါအတန်ကအိမ်တလုံးလုံးတုံခါသွားမတတ်ကျဲလောင်လာပါတယ်ဆရာဇေယျကအတန်ကြားတာနဲ့အိယာကနေဝုန်းခနဲ့ထလိုက်ပါတယ်စန္ဒာရောက်နေပြီဆရာကြီးကျွန်တော်တကားသွားဖွင့်ပေးရမှာဖြစ်မယ်မဖွင့်နဲ့ဆရာလေးမသွားနဲ့အဲ့လာလူမဟုတ်ဘူးမင်းတေသွားလိမ့်မယ်ဆရာကြီးဦးမြင့်ထွန်းကဆရာဇေယျကိုအတင်းဝင်ဆွဲထားပါတယ်အင်္ဂကင်ဘတ်မှာလေတွေတဝုံဝုံတိုက်ခတ်နေပြီးအိမ်ခေါင်မိုးတွက်တွေတောင်လန်ထွက်မတတ်စူးညံ့နေပါတယ်စန္ဒာရဲ့ငိုရှိုက်ထန်ကြီးကလည်းရွာတရွာလုံးကိုလွမ်းခြုံနေပါတယ်တညာလုံးလိုခြောက်လန့်နေပြီးမနက်အာယုံတဲ့ကြက်တွန်တန်ကြားမှသာအတန်တွေတိတ်ဆိတ်သွားပါတော့တယ်မနက်မိုးလေးနဲ့အခါရွာလူကြီးဦးတာအီနဲ့ရွာသားတွေဆရာကြီးအိမ်ကိုစူယုံရောက်ရှိလာကြပါတယ်ညကအဖြစ်ပြက်ကြောင့်ရွာတရွာလုံးမျက်ဖြူဆိုင်နေကြပါပြီ
ဆရာကြီးဦးမြင့်ထွန်းကတက်ပြင်းချပြီးပြောပါတယ်အခြေအနေကမကောင်းတော့ဘူးဒီဥစ္စာဆုံးမကဆရာလေးကိုအရန်ဆွဲလန်းနေပြီးဆရာလေးဒီမှာဆက်နေရင်အသက်အန္တရာယ်ရှိတယ်လို့ရွာကလည်းငိမ့်ချမ်းမှာမဟုတ်တော့ဘူးရွာလူကြီးတွေတိုင်ပင်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ကြပါတယ်အဲ့ဒါကဆရာဇေယျကိုဒီနေ့ချက်ချင်းသူ့မိဘရက်ထွားစီပြန်ပို့ဖို့ပါဆရာလေးမင်းပြန်မဖြစ်မယ်မင်းကိုချစ်လို့ငါတို့ဒီလိုလုပ်ရတာပါဆရာဇေယျကငိုကြွေးပြီးတောင်းပန်ပေးမယ်မရတော့ပါဘူးနေ့လယ်ပိုင်းမှာတည်းလှေးကုန်တစည်းနဲ့ဆရာဇေယျကိုရွာကနေအတင်းအသားမှပြန်လွတ်လိုက်ကြပါတယ်ဆရာဇေယျတယောက်လှေးပေါ်ပါသွားရင်ရွာဘက်ကိုလှမ်းကြည့်ကဆန္ဒရေးကိုမင်းကိုပြစ်သွားတာမဟုတ်ပါဘူးကံမကုံရင်ပြန်ဆောင်ကြမယ်နော်လို့မဲရည်ဆက်လက်နဲ့နှုတ်ဆက်ခွဲခွာသွားရပါတော့တယ်ဆရာဇေယျရွာကနေထွက်ခွာသွားပြီးမကြာခင်မှာပဲတဖန်းပင်ရွာပြင်ကညောင်မင်းကြီးအောက်မှာရှိတယ်မမြင်အပ်တဲ့တိုင်နန်းဘုံပြီးမှန်တဲမှာတော့တုံလို့၆ချားဝယ်ရာအဖြစ်အပျက်သည်စတင်နေပါပြီတိုင်နန်းတစ်ခုလုံးကိုအုပ်ချုပ်ရတဲ့တကိုးကြီးမားလာတဲ့တိုက်ချုပ်ဘိုးဘိုးကြီးဟာရက်ရှည်လများအထိတ်ထန်ဝေနေရကနေပြန်လဲထွက်ပေါ်လာခဲ့ပါတယ်ဘိုးဘိုးကြီးပြန်ရောက်လာတဲ့အခါတိုင်နန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်အဆောင်အရှောက်တွေတိုက်ဝင်တွေအားလုံးကြောက်ရွံ့တုန်လှုပ်နေကြပါတယ်ဘိုးဘိုးကြီးဟာညံမျက်စိနဲ့ကြီးလိုက်တာနဲ့တင်သူ့ရဲ့အချစ်ဆုံးမြေးတော်စန္ဒာဒေဝီတယောက်သူမရှိခိုက်မှာလူသားယောက်ျားလေးတယောက်နဲ့မေတ္တာမျှခဲ့ပြီးတိုက်စည်းကမ်းတွေကိုဖောက်ထက်ကလူရွာတဲ့အထိဝင်ရောက်တောင်းကျမ်းခဲ့တယ်ဆိုတာကိုသိမြင်လိုက်ပါတော့တဲ့ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ဘိုးဘိုကြီးဟာစန္ဒာဒေဝီကိုချက်ချင်းခေါ်ယူပြီးစစ်ဆေးမေးမြန်းပါတော့တဲ့အမိုက်မလေးစန္ဒာနင့်ကိုငါယုံကြည်လို့တိုင်နန်းကိုလွဲအပ်ခဲ့တာနင်ကငါမျက်နာကိုဦးမဲတုတ်ယုံတယ်မကတ်ဟုလူသားနဲ့ပတ်သက်ပြီးတိုက်စည်းကမ်းကိုပါဖောက်ဖျက်တယ်ပေါ့နင့်မှာအပြစ်ရှိကြောင်းဝန်ခံသလားလို့မိုးချုံတန်လို့အတန်ကြီးနဲ့မေးလိုက်ပါတယ်စန္ဒာဒေဝီဟာဘိုးဘိုးကြီးရဲ့ရှေ့တော်မှောက်မှာဒူးတုံရင်ပြီးဝက်ဆင်းနေရရှာပါတယ်သူမဟာအပြစ်ရှိမှန်သိပေမဲ့ချစ်သူဆရာဇေယျအပေါ်ထားရှိတဲ့မေတ္တာတရားကပုံမကြီးမားနေတာကြောင့်မျက်ရည်စက်နဲ့တောင်းပန်ရှာပါတယ်မှန်လားပါဘိုးဘိုးမြေးတော်မှာအဖြစ်ရှိတာမှန်ပါတယ်ဒါပေမဲ့မြေးတော်အမောင်ကိုအယမ်းချစ်ပါတယ်အမောင်နဲ့ဝေးရပဲဆိုရင်မြေးတော်ရင်ခွဲပြီးတေးရပါလိမ့်မယ်လို့ငိုရှိုက်ပြီးပြောပါတယ်ဒါပေမဲ့စီကံကြီးလာတဲ့ဘိုးဘိုးကြီးကတော့ခွင့်မလွတ်နိုင်ပါဘူးလူနဲ့တိုက်နှန်းရှင်းဆိုတာရေနဲ့မီးလိုပဲဘလို့မှပေါင်းဖက်လို့မရဘူးနင့်ကငါစုံးမဖြစ်တော်မယ်လို့ပြောပြီးသူ့လက်ထဲကရွှေချင်းစင်ကြာကိုမြှောက်လိုက်ပါတယ်တကူကြီးမားလာတဲ့ကျင်းစင်ကြာနဲ့ right နှက်လိုက်တဲ့အခါစန္ဒာဒေဝီရဲ့နှုတ်နယ်တဲ့ခန္ဓာကိုယ်လေးဟာတွန့်လင်ကွေးကောက်သွားပြီးပြင်းထန်တဲ့ဝေဒနာကိုခံစားလိုက်ရပါတယ်ကျင်းတစ်ချက်အရိုက်ခံရတိုင်းတိုက်တက်တန်းတစ်နှစ်တိုးရမှာဖြစ်တယ်လို့နာကျင်မှုကလည်းအယိုးထဲထိစိတ်ဝင်သွားတာပါဒါပေမဲ့စန္ဒာဒေဝီကတော့အန်ကိုကြိတ်ပြီးရိုက်ပါဘိုးသမီးတို့ကိုကျေနပ်တဲ့အထိရိုက်ပါဒါပေမဲ့အမောင်ကိုချစ်တဲ့စိတ်ကိုတော့ဖျက်လို့မရပါဘူးလို့တွင်အော်ဟစ်နေပါတယ်မြင်းဖီသူရဲ့နှလုံးသားခိုင်မာပုံနဲ့အချစ်ကြီးမားပုံကိုတွေးလိုက်တဲ့အခါဘိုးဘိုးကြီးလည်းစိတ်လျော့သွားမိပါတယ်ကျိန်တန်ချက်တွေကြောင့်လဲလျောင်းနေတဲ့စန္ဒာဒီဝီကိုကြည့်ပြီးသနာကယူနာတက်သွားမိတာပေါ့အေးလီကံကြမ္မာကိုတော့ငါလဲတားဆီးလို့မရပါလားနင်းရဲ့စန္ဒဇွဲလာမှုကဒီလောက်တောင်ကြီးမားနေတော့မှတော့ငါခွင့်ပြုပေးရတော့မှာပေါ့လို့တပ်ပြင်းချရင်နေပြောလိုက်ပါတယ်သမီးတော်စန္ဒာနင်းလူပြေကိုသွားခြင်းနေဆိုရင်ခွင့်ပြုပေးမယ်ဒါပေမဲ့အချိန်အကန့်အသတ်နဲ့ပဲသွားရမယ်လူပြေမှာနှစ်ပေါင်း90တီတီနေထိုင်ခွင့်ပြုမယ်မြင့်90ပြည့်တာနဲ့ဒီတိုက်နန်းကိုပြန်လာပြီးတာဝန်ပြန်ထမ်းဆောင်ရမယ်ကြားလားလို့အမိန့်ချမှတ်လိုက်ပါတယ်စန္ဒာဒေဝီဟာနာကျင်နေတာတဲကနေဝမ်းတာအားရနဲ့ဥခိုက်လိုက်ပါတယ်ဘိုးဘိုးကြီးဟာစန္ဒာဒေဝီလူဝင်စားဖြစ်မယ်နေရာကိုညံနဲ့ကြည့်လိုက်တဲ့အခါညောင်မင်းသားရွာကရိုးသားဖြောင်မှတ်တဲ့လင်မယားနှစ်ယောက်ဖြစ်တဲ့မောင်မြအဖေနဲ့မတီတာတို့ကိုတွားရောက်တွေ့ရှိလိုက်ပါတယ်ဒါကြောင့်အဲ့ဒီညမှာပဲမတီတာရဲ့အိမ်မက်ထဲကိုထင်ပြပြီးငါရဲ့သမီးတော်လေးကို
ခတအနံထားပါစေလို့လာရောက်အိမ်မက်ပြီးခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ကန်ဆူးရှာတဲ့ဆရာဇီယဟာမိဘရက်ထွာကိုပြန်ရောက်သွားပြီမဲ့လူကသာရောက်ပြီးစိတ်ကတဖန်းပင်လွာမှာကြံရစ်ခဲ့တာပါ။နေ့နေ့ညညစန္ဒာကိုပဲတန်းတပြီးစားမဝင်အိမ်မပျော်ဖြစ်နေရှာတာပေါ့။မိဘတွေကဘယ်လိုပဲဖြောင်းဖျားနားမဝင်တော့ပါဘူး။ရက်အနှဲငယ်ကြာလာတဲ့အခါဆရာဇေယရဲ့ကျမ်းမာကြီးကယိုယွင်းလာတယ်လို့စိတ်ကလည်းလွင်မျောနေတတ်ပါတယ်။တနေ့တော့ညနေခင်းမှာတော့ကံကြမ္မာဆိုးကဝင်ရောက်လာပါတော့တယ်။ဆရာဇေယဟာအိမ်နောက်ဖဲကခြုံနွယ်တွေကိုရှင်းလင်းနေရင်းနဲ့စန္ဒအကြောင်းတွေးငင်းနေမိပါတယ်။အဲ့ဒီအချိန်မှာခြုံပုတ်ထဲမှာခွေနေတဲ့မြက်မဟောက်ကြီးတစ်ကောင်ကိုတတိမထားမိပဲနင်းမိလိုက်ပါတော့တယ်။ဒေါသထွက်နေတဲ့မြက်မဟောက်ကြီးကဆရာဇီယရဲ့ချက်လုံးကိုပြင်းထန်စွာပေါက်လိုက်ပါတယ်။အစိတ်ပြင်းလွန်းတာကြောင့်ဆရာဇီယဟာနေရာမှာတွေလဲခဲ့သွားပါတယ်။မိဘတွေနဲ့ဆရာဝန်တွေရောက်လာပြီးကုသပေးကြပေမဲ့အချိန်လွန်သွားပါပြီ။ဆရာဇီယဟာတေကာနီးအချိန်ထိစန္ဒာလို့တွတ်ရည်ရွတ်ရင်းသူ့ရဲ့နောက်ဆုံးထွက်သက်ကိုစွတ်လွတ်လိုက်ရပါတော့တယ်။စမ်းကြယ်လွန်းတဲ့ကံကြမ္မာပါရှင်။ဆရာဇီယအသက်ထွက်သွားတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာတဲ့တစ်ဖက်ရွာကမောင်မြဖေးနဲ့မတီတာတို့ရဲ့အိမ်မှာတော့ချစ်စရာကောင်းတဲ့သမီးမိန်းကလေးတစ်ယောက်ကိုအောင်မြင်စွာမွေးဖွားလိုက်ပါတော့တယ်။မွေးဖွားလာတဲ့ကလေးမလေးဟာမွေးကင်းစာအရွယ်မှာတင်တခြားကလေးတွေနဲ့မတူပဲအသားရည်ဝင်းဝါနေပြီးမျက်လုံးဝောင်းလေးတွေကတစုံတစ်ယောက်ကိုရှာဖွေနေသလိုမျိုးဟိုဒီကြည့်နေတတ်ပါတယ်။ဒီကလေးမလေးကတော့ချစ်သူကိုရှာဖွေဖို့လူပြီးကိုဆင်းသက်လာတဲ့တိုင်နှိုင်းရှင်မလေးစန္ဒာဒေဝီပဲဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့သူမလူပြီးကိုရောက်လာတဲ့အချိန်မှာသူမရှာဖွေခြင်းနဲ့ချစ်သူကတော့လူလောကကြီးထဲမှာမရှိတော့ပါဘူး။ အချိန်ကာလတွေတရွေ့ရွေ့ကုံဆုံးသွားလိုက်တာညောင်ပင်သာရွာကမောင်မြအဖေနဲ့မတိတာတို့ရဲ့အိမ်လေးမှာသမီးမိန်းကလေးမွေးဖွားပြီးစီးခဲ့တာအခုဆိုရင်9နှစ်တည်းရွယ်လောက်တောင်ရောက်ရှိလို့လာခဲ့ပါပြီ။အဲ့ဒီကလေးမလေးဟာမွေးကင်းစားအရွယ်ကလေးကတခြားကလေးတွေနဲ့မတူပဲထူးခြားမှုတွေရှိနေခဲ့ပါရဲ့။နာမည်ပေးကင်းပွန်းတက်တဲ့နေ့မှာတင်ဘိုးဘိုးကြီးရဲ့အိမ်မက်ပေးချက်အရာမဆန္ဒာလို့နာမည်ပေးလိုက်တဲ့အခါကလေးမလေးကသဘောကျပြီးတခစ်ရဲမော်နေတတ်ပါတယ်။ဒါအပြင်ဒီကလေးမလေးဟာအသားငါလုံးဝမစားပဲတက်လွတ်တာစားသုံးလေးရှိသလိုအဝတ်အစားဆိုရင်လည်းအဝါရောင်အဖြူရောင်ဝတ်စုံလေးတွေကိုသာနှိမ့်သက်ခုံမင်းစွာဝတ်ဆင်လေးရှိပါတယ်။အထူးခြားဆုံးကတော့စကားစပြိုးတတ်တဲ့အရွယ်ကလေးကတူမရဲ့နှုတ်ဖျားကနေအမောင်ဆိုတဲ့စကားလုံးကိုမကြာခဏရေရွတ်လေးရှိတာပါပဲ။မိဘတွေကသမီးလေးဘသူ့ကိုခေါ်နေတာလဲလို့မေးရင်တူမကတဖန်းမင်ရွာဘက်ကိုလက်ညှိုးထိုးပြပြီးမျက်ရည်တွေဝဲနေတတ်ပါတယ်။သူမရဲ့မျက်ဝန်းတွေဟာကလေးတစ်ယောက်ရဲ့မျက်ဝန်းမျိုးမဟုတ်ဘဲလူကြီးတစ်ယောက်လိုဆွေးမြေ့မှုတွေလွမ်းမောမှုတွေနဲ့ပြည့်နှက်နေလာကိုမြင်ဟသူတိုင်းကအံ့ဩထိတ်လန့်ကြရပါတယ်။ကလေးမလေးအသက်9နှစ်ကျော်6နှစ်ထဲရောက်လာတဲ့အခါမှာတော့သူမရဲ့အတိတ်ဘဝအမှတ်တညာတွေကပိုပြီးပြည်ပြင်းထင်ရှားလာပါတော့တယ်။တနေ့မှာတော့သူမကမိဘနှစ်ပါးရဲ့ရှေ့မှောက်မှာထိုင်ပြီးတီငိန်တဲ့လေပံနဲ့ပြောလာပါတယ်။ဖေနဲ့မိမိသမီးကိုဟိုဘက်ကတဖန်းမေရွာကိုလိုက်ပို့ပေးပါသမီးအဲ့ဒီရွာကိုသွားကျင်တယ်လို့ပူစာပါတော့တယ်မိဘတွေကသမီးရဲ့အဲ့ဒီရွာမှာဘသူရှိလို့လဲဘာသွားလို့မလို့လဲလို့မေးတဲ့အခါကလေးမလေးကမျက်ရည်တွေကျဆင်းလာပြီးအဲ့ဒီရွာမှာသမီးရဲ့အမောင်ရှိတယ်အမောင်ကသမီးကိုစောင့်မယ်လို့ဂရုပြေးထားတယ်သမီးသွားမှထစ်မယ်လို့ငိုယိုပြီးပြောပါတော့တယ်မောင်မြဖေနဲ့မတီတာတို့လည်းသမီးလေးရဲ့ထူးခြားတဲ့အဖြစ်တွေကိုအစကတည်းကရိပ်မိနေကြကမို့မနေတာတော့ပဲသမီးလေးစိတ်ချမ်းသာအောင်လိုက်ပို့ဖို့ကိုဆုံးဖြတ်လိုက်ကြပါတယ်ကဲအေးပါသမီးရဲ့မနှက်ပြန်ကြရင်ဖေတို့လိုက်ပို့ပေးပါမယ်မငိုပါနဲ့တော့နော်လို့ချောမော့ပြီးဂရီပေးလိုက်ရပါတော့တယ်နောက်တနေ့မညက်ခင်းမှာတော့မောင်မြတ်ဖေတို့မိသားစုဟာလှဲတစည်းညစ်တဖန်းပင်ရွာဘက်ကိုထွက်ခွာလာကြပါတယ်လမ်းတစ်ချောင်းလုံးမှာမက်ဆန်သားလေးကလမ်းတွေကိုအကုန်မှတ်မိနေပြီးဟိုနားကွရင်ရွာထိပ်ရောက်ပြီးဒီလမ်းကစာတင်ကျောင်းသွားတဲ့လမ်းလေးဆိုပြီးတွတ်ပြိုဆူနေပါတယ်တဖန်းပင်ရွာထိပ်ကိုရောက်တဲ့အခါကလေးမလေးကလဲဘော်ကနေအတင်းဆင်းပြီးရွာလဲလမ်းမအတန်ပြေးထွက်သွားပါတော့တယ်မိဘတွေလည်းနောက်ကနေအမိလိုက်ကြရတာပေါ့သူမပြေးသွားတဲ့နေရာကတခြားမဟုတ်ပါဘူးဆရာကြီးဦးမြင့်ထွန်းရဲ့နေအိမ်မှာပဲအိမ်ရှိရောက်တော့ဆရာကြီးလို့အော်ခေါ်လိုက်ပါတယ်အိမ်ဖော်ကနေဆရာကြီးဦးမြင့်ထွန်းဆင်းလာတဲ့အခါ
အသက်တွေအတော်အိုးမြင့်နေပါပြီဆရာကြီးကခလေးမလေးကိုကြည့်ပြီးခေါင်းအန်ထီနေပါတယ်သမီးလေးကဘာတူလဲဘာကိစ္စရှိလို့လဲကွယ်လို့မေးလိုက်တဲ့အခါခလေးမလေးကမျက်ရည်လူကျဆင်းလာပြီးဆရာကြီးသမီးလေးစန္ဒာလေးအမောင်စရာတော့ဟင်းအမောင်ကိုခေါ်ပေးပါစန္ဒာရောက်လာပြီလို့ပြောပေးပါလို့ပြောလိုက်ပါတယ်ဆရာကြီးဦးမြင့်ထွန်းဟာစန္ဒာဆိုတဲ့နာမည်ကိုကြားလိုက်တဲ့အခါခေါင်းမောကျိုးပြစ်လိုက်သလိုတုန်လှုပ်သွားပါတော့တယ်လွန်ခဲ့တဲ့6နှစ်လောက်ကအဖြစ်အပျက်တွေကိုပြန်မြင်ရောက်လာပြီးမျက်ရည်တွေဝဲလာပါတယ်ခလီမလေးရဲ့မိဘတွေလည်းဘေးနားကိုရောက်လာပြီးဆရာကြီးရဲ့သမီးလေးကဇွတ်ပူစာနေလို့လာခဲ့ရပါသူပြောတဲ့ဆရာဇေယဆိုတာရှိပါသလားခမညာလို့မေးမြန်းကြပါတယ်ဆရာကြီးဦးမြင့်ထွန်းကတပ်ပြင်ချရင်ရှိတော့ရှိခဲ့ပါတယ်ဒါပေမဲ့စကားကိုခဏရက်ပြီးခလီမလေးကိုတနာကယူနာတက်ခွာကြည့်လိုက်ပါတယ်ပြီးမှသမီးလေးရဲ့ဆရာလေးဇေယကမရှိတော့ပါဘူးလွန်ခဲ့တဲ့6နှစ်သမီးလေးမွေးတယ်နှိပါမဲ့မွေးကွိုင်ဟမ်းပြီးဆုံးပေါသွားခဲ့ပါတယ်လို့အမှန်အတိုင်းဖွင့်ဟပြောကြားလိုက်ပါတော့တယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အခါမှာတော့မတ်စန္ဒာလေးကအမေတော်ပြီးအော်ဟင်ကိုကြွေးပြီးမြေကြီးပေါ်ကိုအယုတ်ကျိုးပြတ်လဲကျသွားပါတော့တယ်အမောင်ရက်ဆက်တယ်စန္ဒာကိုစောင့်မယ်ဆိုအခုစန္ဒာလူပီကိုရောက်လာပြီလေအမောင်ဘေးရောက်သွားတာလဲဆိုပြီးရင်ဘတ်ကိုတီးပြီးငိုကြွေးနေပုံဟာမြင်ရသူတိုင်းရဲ့နှလုံးသားကိုဆွဲကင်လွတ်ခလိုက်သလိုပါပဲလူကြီးသူများတွေလည်းမျက်ရည်မစဲနိုင်အောင်ဖြစ်ကြရပါတယ်အတန်ကြာငိုကြွေးပြီးတဲ့အခါမှာတော့ခလေးမလေးကမောပန်းနွမ်းနယ်စွာနဲ့ထပ်ရက်လိုက်ပြီးဖေသမီးကိုရွာပြင်ကဇေဒီဟောင်းစီကိုလိုက်ပို့ပေးပါလို့တောင်းဆိုပြန်ပါတယ်မိမတွေလည်းသမီးလေးစိတ်ပြေလက်လက်ထစ်စိတ်ချင်းတာနဲ့လိုက်ပို့ပေးကြပါတယ်ရွာပြင်ကဇေဒီဟောင်းနဲ့ညောင်မင်းကြီးအောက်ကိုရောက်တဲ့အခါခလေးမလေးကသူမရဲ့အတိတ်ဘဝနေရာဟောင်းလေးကိုကြည့်ပြီးမျက်ရည်ကျပြန်ပါတယ်သူမကညောင်မင်းကြီးကိုမော့ကြည့်ပြီးလေလဲကိုတရားထဲစကားပြောနေပါတယ်ဘိုးဘိုးကြီးပေးတဲ့ဂတိအတိုင်းသမီးတော်လူပီကိုရောက်လာပါပြီဒါပေမဲ့ဘိုးဘိုးရဲ့အမောင်ကမရှိတော့ပါဘူးသမီးတော်ဘသူအတရနဲ့လူပီမှာနေရမလဲလို့တိုင်တီပြောဆိုနေပါတယ်ဘေးကလူတွေကတော့ဘာမှမမြင်ရပေမဲ့ခလေးမလေးကတော့ထိုင်တန်းရှင်ဘိုးဘိုးကြီးကိုစိတ်အာယုံနဲ့မြင်တွေ့နေရပုံပါပဲနောက်ဆုံးမှာတော့သူမကဇေဒီရင်းပြေမှာဒူးထောက်ထိုင်လိုက်ပြီးသစ္စာဆိုလိုက်ပါတော့တယ်ကောင်းပါပြီအမောင်မရှိတော့ပေမဲ့စန္ဒာဒီဘဝမှာအမောင်အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်ဒီဘဝမှာမပေါင်းဖယ်ရပေမဲ့နောင်တန်တရားတကွေ့မှာပြန်ဆုံစည်းရပါလို့လို့ဆုတောင်းလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးမတ်စန္ဒာလေးကလူပြောင်းလဲသွားတယ်လို့ပါပဲအရင်ကလိုငိုယူချင်းမရှိတော့ပဲတင်းငင်းရင့်ကျက်တဲ့ကလေးတစ်ယောက်ဖြစ်သွားပါတယ်ပညာရေးမှာလည်းထူးချွန်းထက်မြက်ပြီးအရွယ်ရောက်လာတဲ့အခါမှာတော့သူမရဲ့ငယ်ချူဦးဆရာဇေယရဲ့ခြေရာကိုနှင်းပြီးဆရာမတစ်ယောက်ဖြစ်သွားခဲ့ပါတယ်ထူးခြားတာကတော့သူမကတခြားဘယ်ကျောင်းမှတာဝန်မထမ်းဆောင်ပဲတဖန်းပင်ရွာစာတင်းကျောင်းလေးမှာလည်းတက်တက်လုံတာဝန်ထမ်းဆောင်သွားခဲ့ပါတယ်အိမ်တောင်လည်းမထူပဲတကိုတည်းနေထိုင်ရင်းဆရာဇေယအတွက်ရည်စူးပြီးကျောင်းဆောင်တည်ဆောက်လူချင်းနဲ့ဇေဒီပထိုးတွေပြုပြင်ခြင်းနဲ့ကုသိုလ်တွေပြုလုပ်သွားပါတော့တယ်သူမအသက်50ပြည့်တဲ့နေ့မှာတော့အိပ်ရာထဲမှာအိပ်ပျော်နေစဉ်အေးချမ်းစွာနဲ့ပဲလူလောကကြီးတဲကနေထွက်ခွာသွားခဲ့ပါတယ်။ရွာခံတွေရဲ့ပြောစကားဟာသူမစုံတဲ့နေ့မှာရွာကင်ကညောင်မင်ကြီးစီကနေတာယာငိမ်ညောင်းတဲ့တူရီတာတန်ကြွားရပြီးလင်းလက်တောက်ပါတဲ့အလင်းတောင်တစ်ခုကောင်းငင်ပေါ်ကိုပြန်တက်သွားတယ်လို့ဆိုကြပါတယ်။ဒါဟာစန္ဒာဒေဝလီတယောက်ဝကြွေးကုန်းလို့ထိုင်နှန်းကိုပြန်သွားတာလားဒါမှမဟုတ်သူမရဲ့ချစ်သူအမောင်ဇေယနဲ့နတ်ပြည်မှာပြန်ဆုံစည်းသွားတာလားဆိုတာကတော့ပရိသတ်ကြီးတွေးဆောစရာအဖြစ်ခြံခဲ့လိုက်ပါစေရှင်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါတယ်အစီအစဉ်အဆုံးထိနားဆင်ပြေခဲ့ကြတဲ့ပရိသတ်အပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ရက်ဒီမှာလည်းအခုလိုစိတ်ဝင်စားစရာဇလန်းကောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်နော်